ဒီမှာမိတ်ဆွေတို့ကျွန်တော်တစ်ခုပြောဖို့ကြံသွားရယ်နော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကမိတ်ဆွေတို့ဒီ Flutter ပေါ့ကျွန်တော်ကဒီ Fast Add ဆိုတာလေးကိုကျွန်တော်တို့ထဲမှာinstall လုပ်ပြီးသွားတဲ့အချိန်မှာနော်ကျွန်တော်ကအခုလိုမျိုး VS Code နဲ့လာပြီးတော့ဖွင့်ပြီးပြီဆိုတာနဲ့နော်မိတ်ဆွေတို့ကအဲ့ဒီ Android နဲ့လာပြီးတော့မရှိနေအောင်နော် Android နဲ့မရှိသေးဘဲနဲ့မိတ်ဆွေတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီမှာ extension ဆိုပြီးရှိရတွေ့လားဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်နော်အဲ့ဒီ extension ကိုတစ်ချက်နှိပ်လိုက်နော်ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတဲ့အခါမှာဒီမှာ serve ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့မှာမိတ်ဆွေတို့က Flutter လို့အရင်ရိုက်လိုက်နော် Flutter လို့ရိုက်လိုက် okay ပြီးတဲ့အခါမှာဒီမှာ Flutter ဆိုပြီးတွေ့လိမ့်မယ်ဒီမှာတစ်ချက်နှိပ်လိုက်ပြီးဒီ install ကိုမိတ်ဆွေတို့တစ်ချက်နှိပ်ပေးလိုက်နော် okay ဒါဆိုလို့ရှိရင် तू က Flutter ကို install လုပ်နေလိမ့်မယ်ကျွန်တော်ဒီ VS Code ပါနော် okay ဒါဆိုရင်တော့ရပြီနော်ပြီးတဲ့အခါမှာ तू ကဘာရှိအောင်မလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ dash ရှိအောင်မယ်နော်မိတ်ဆွေတို့ဒီမှာ dash ဆိုပြီးတော့ရိုက်ကြည့်လိုက်နော် dash ဆိုပြီးတော့တွားလိုက်ဒါလည်းဒီမှာ install လုပ်ပြီးသားဖြစ်နေလိမ့်မယ်နော် okay ပြီးတဲ့အခါမှာကျွန်တော်တို့ကနော်emulator ကိုသွားမယ်နော်မိတ်ဆွေတို့က emulator လို့ပဲရိုက်ကြည့်လိုက်ပြီးလို့ရှိရင်ဒီမှာ Android iOS emulator ဆိုပြီးဒီအနီအောင်လေးနော်ဒီကောင်လေးရှိတယ်ဒီကောင်လေးလည်းမိတ်ဆွေတို့ဘာလုပ်မလဲဆို install လုပ်မယ်နော် okay install လုပ်ပြီးသွားပြီရပြီနော်ပြီးမှမိတ်ဆွေတို့ရဲ့ဗာလဲ Android phone နဲ့မိတ်ဆွေတို့လာပြီးတော့ run ကြည့်လိုက်နော် run without device နော် okay ဒါဆိုအောင်မြင်နဲ့မိတ်ဆွေတို့เนาะဒီ Flutter run နေလိမ့်မယ်မိတ်ဆွေတို့ဖုန်းမှာတစ်ချက်ကြည့်လိုက်เนาะဒါဆို Flutter application run နေအောင်တွေ့ရလိမ့်မယ်ကျွန်တော် USB ကြိုးဖြုတ်လိုက်တဲ့အချိန်မှာဒီမှာတွေ့လားเนาะ exit ဆိုပြီးတော့ပေါ်လာပြီเนาะ okay ရပြီထားပါတော့ကျွန်တော်ကအခုအဲ့တော့ Android Studio ကိုကျွန်တော်တွားပြီးတော့ download လုပ်မယ်ဒါကြောင့်မိတ်ဆွေတို့က browser ထဲမှာတွားလိုက်ပါเนาะ okay ပြီးတဲ့အခါမှာ Android Studio ဆိုပြီးတော့ကျွန်တော်တို့ဒီမှာရိုက်လိုက်မယ်နောက်ကနေပြီးတော့ကျွန်တော် download ပါရိုက်ပေးလိုက်မယ်เนาะဒီမှာမိတ်ဆွေတို့ကျွန်တော်ကြိုပြီးတော့သတိပေးချင်တာကမိတ်ဆွေတို့ရဲ့ set ဒီ RAM 8အနည်းဆုံး RAM 8ရှိတယ်ဆိုမှเนาะ RAM 8ရှိတယ်ပြီးရင် store တွေလည်းများတယ်ဆိုမှပဲဒီ Android Studio ကိုinstall လုပ်ပါเนาะဒါမှမဟုတ်လည်း RAM 4လောက်ရှိတယ်ဆိုလဲစမ်းပြီးတော့မိတ်ဆွေတို့ install လုပ်ရင်လုပ်ကြည့်လိုက်ပေါ့เนาะတကယ်လို့ဆက်4နေတယ်မနိုင်ဘူးဆိုရင်တော့ဒီကောင်ကိုပြန်ပြီးတော့မိတ်ဆွေတို့ uninstall လုပ်မှရမယ်ခုနကကျွန်တော်ပြောတဲ့ဒီဟိုပါပေါ့ဒီဖုန်းနဲ့ပဲเนาะဒီ USB နဲ့ join ပြီးတော့ debug mode ဖွင့်ပြီးတော့အဲ့လိုပဲမိတ်ဆွေတို့ဒီ develop လုပ်ရလိမ့်မယ်ဟုတ်ပြီเนาะတကယ်လို့ခုနကကျွန်တော်ပြောခဲ့သလိုမျိုး RAM မြင့်တယ် storage မြင့်တယ်ဆိုလို့ရှိရင်တော့ Android Studio ကို download ဆွဲပြီးတော့မိတ်ဆွေတို့ထဲမှာသုံးပါအဲ့တော့အခုကျွန်တော်ကဒီမှာ Android Studio ကို download ဆိုပြီးတော့ရိုက်ရှာလိုက်ပြီးတဲ့အခါမှာမိတ်ဆွေတို့အဲ့မှာအပေါ်ဆုံးမှာတွေ့ရ developer.android.com ဆိုပြီးတော့ဒီကောင်လေးကိုတစ်ချက်သွားလိုက်နော်ပြီးတဲ့အခါမှာမိတ်ဆွေတို့နော်အောက်ကိုနည်းနည်းလေးဆွဲကြည့်လိုက်ပါ download option ရှိပါတယ်အဲ့ဒီ download option ကိုတစ်ချက်သွားလိုက်ပါ Windows ရှိမယ် Mac ရှိမယ် Linux ရှိမယ်နော်ဒီမှာကျွန်တော် Windows မို့လို့ကျွန်တော် Windows ကိုinstall လုပ်မယ်အဲ့တော့ကျွန်တော်ကဒီမှာ64 bit ပေါ့နော်အဲ့ဒီမှာမိတ်ဆွေတို့နှစ်ခုရှိပါတယ် zip နဲ့နော်ဒီဘောကเนาะကျွန်တော်တို့က EAD5 ပေါ့ကျွန်တော်ကဒီကောင်လေးကိုပဲเนาะဒီ download လုပ်လိုက်မယ်ဒါကြောင့်မလို့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်တော့မိတ်ဆွေတို့ပေါက်ကလေးကြာပြီးတော့ download လုပ်မှလာမေးလိမ့်မယ်ဟုတ်ပြီပထမဆုံးကျွန်တော် agreement တောင်းနေရယ်เนาะအဲ့တော့ကျွန်တော်ဒီကောင်လေးကိုအောက်ဒီဆွဲလိုက်မယ်ပြီးတဲ့အခါမှာဒီကောင်လေးကိုအမှန်ရှစ်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ download နဲ့ရပြီเนาะအဲ့တော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ် download ဆိုတဲ့ button လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နော် okay ဒါဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ထဲမှာစပြီးတော့ Android Studio download ဆွဲသွားပြီပဲဖြစ်တယ် megabyte များပါတယ်ဒီမှာ913 megabyte တဲ့နော် okay ဒါဆိုကျွန်တော်တို့ download ဆွဲပြီးသွားပြီနော်အဲ့တော့ကျွန်တော်ဒီ download folder ထဲကိုသွားလိုက်ရင်ဒီမှာကြည့်လိုက် Android Studio ဆိုပြီးတော့နော်ဒီမှာရောက်နေလိမ့်မယ်ဒီကောင်ကျွန်တော်ဒီပေါ် right click ထောက်လိုက်မယ်ပြီးတော့ run as administrator ကိုနှိပ်လိုက်မယ်နော်ပြီးတဲ့အခါမှာကျွန်တော်တို့เนาะဒီ yes or no box မေးပါလိမ့်မယ်ကျွန်တော်က yes ကိုနှိပ်ပေးလိုက်မယ်ဒီကောင်ကိုကျွန်တော်တို့ထဲမှာ install လုပ်မယ်ပေါ့เนาะ okay ပြီးတဲ့အခါမှာသူက loading လုပ်နေလိမ့်မယ်ပြီးတဲ့အခါမှာဒီမှာကျွန်တော်က niche ကိုတစ်ချက်နှိပ်လိုက်မယ်เนาะ niche ကိုတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာ niche ကိုပဲထပ်ပြီးတော့နှိပ်မယ်ပြီးရင်ကျွန်တော် niche ကိုပဲနှိပ်မယ်ဒီမှာကြည့်လိုက်เนาะ program တွေက Android ထဲကမှာ Android Studio တဲ့เนาะ okay ကျွန်တော် niche ကိုပဲနှိပ်မယ်ပြီးရင်ကျွန်တော် install လုပ်လိုက်တော့မယ်เนาะokay ပြီးတဲ့အခါမှာကျွန်တော်ဘာလုပ်မလဲဆိုကျွန်တော် niche ကိုတစ်ချက်နှိပ်လိုက်မယ်เนาะ okay ပြီးကျွန်တော်ဒီမှာ finish ကိုတစ်ချက်နှိပ်လိုက်ပြီ okay ပြီးတဲ့အခါမှာမိတ်ဆွေတို့ကြည့်လိုက်เนาะ
okay ဒါမျိုးလေးနော်ဒီလို box ကိုလေးပေါ့နော် import box ကိုလေးပါလိမ့်မယ်ကျွန်တော်ဒီမှာ do not import နော်ဒီ setting ကိုပဲကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီမှာ Android Studio စပြီးတော့ကျွန်တော်တို့ထဲမှာပွင့်သွားလိမ့်မယ်နော် Android Studio version ပုံမူတည်ပြီးတော့နော်အခုမိတ်ဆွေတို့အဆင့်လေးတွေကွဲပြားနိုင်ပေပဲလဲကျွန်တော်တို့ကနော်ဒီပုံစံအတိုင်းသွားရမှာပဲဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ကဘာလုပ်မလဲဆိုဒီကြောင်ကိုချက်ချစ်ကလေးတွေနဲ့နှိပ်ပြီးဖယ်လိုက်မယ်ပြီးရင်ကျွန်တော်ကဒီမှာ niche ကိုတစ်ချက်နှိပ်ပေးမယ်နော်ပြီးရင်ကျွန်တော်ဒီကလေး standard ပဲထားမယ်ကျွန်တော် niche ကိုပဲတစ်ချက်ထပ်ပြီးနှိပ်ပေးမယ်ကျွန်တော်တို့ဒီ desk mode ကိုကြိုက်တယ်ဒါကြောင့်မလို့ desk mode နဲ့ပဲတွားမယ်ကျွန်တော် niche ကိုဆက်ပြီးတော့နှိပ်မယ်နော် okay ပြီးတဲ့အခါမှာကျွန်တော်တို့ဘာမှမပူဘူးเนาะဒီမှာ finish ကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဒါဆိုရင်စပြီးတော့ကျွန်တော်တို့ထဲမှာdownload လုပ်နေပြီဒီ download လုပ်တဲ့အဆင့်ကเนาะတော်တော်ကြီးကိုကြာနိုင်တဲ့အချိန်ဒါကြောင့်ကျွန်တော်ခဏရက်ထားလိုက်မယ်နော် okay မိတ်ဆွေတို့ internet ဖွင့်ထားဖို့လိုပါတယ်နော်ပြီးတဲ့အခါမှာကျွန်တော်ဒီမှာဒါလေးပြီးွားကြီးကျွန်တော် finish ကိုတစ်ချက်နှိပ်ပေးလိုက်မယ် okay ပြီးတဲ့အခါမှာဒီပုံစံမျိုးလေးရလိမ့်မယ်နော်ဒီထဲမှာမိတ်ဆွေတို့ဒီမှာကြည့်လိုက်ဘယ်ဘက်မှာနော်ကျွန်တော်ဒီ project ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးဒီမှာ more option ကိုတစ်ချက်နှိပ်မယ် more option ကိုတစ်ချက်နှိပ်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့က AVD manager ဆိုပြီးတော့ရှိတယ်တွေ့လားဒီကောင်လေးကိုတစ်ချက်နှိပ်နော် okay အဲ့ဒီကောင်ကိုတစ်ချက်နှိပ်တဲ့အခါမှာကျွန်တော်ထဲမှာအစောကတည်းကเนาะဒီအစောပိုင်း Android Studio မှာကတည်းကဒါပါပြီးသားဖြစ်လိမ့်မယ်เนาะမိတ်ဆွေတို့ကဘာလုပ်ရမလဲဆိုရင် create ဒီမှာเนาะ virtual device ဆိုတာရှိတယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်เนาะ okay ဒီကောင်ကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်မိတ်ဆွေတို့ဒီမှာကြိုက်တာရွေးလို့ရတယ်ကျွန်တော်တို့ကဒီဖုန်းနဲ့စမ်းမှာဆိုရင်ဖုန်းပေါ့เนาะဖုန်းပြီးတဲ့အခါမှာဒီဘက်မှာမိတ်ဆွေတို့เนาะသူ့ရဲ့ဒီ specification တွေရှိတယ်အဲ့ကောင်လေးတစ်ချက်ကြည့်ပေါ့เนาะတစ်ချက်ကြည့်ပြီးတစ်ချက်ကြည့်ဆိုတော့ဒီမှာမိတ်ဆွေတို့ကြိုက်တာရွေးလို့ရတယ်โอเคကျွန်တော်ကဒီထဲကဘာကိုရွေးမလဲဆိုရင်အောက်ကိုနည်းနည်းဆွဲလိုက်မယ်โอเคကျွန်တော်ဒီ Grassy လေးကိုတစ်ချက်ရွေးလိုက်မယ်နော် Grassy ကိုတစ်ချက်ရွေးလိုက်မယ်ပြီးရင်ဘာလုပ်ပေးရမလဲဆိုရင်မိတ်ဆွေတို့ကနော်ကိုကြိုက်တဲ့ဒီထဲမှာတော့မိတ်ဆွေတို့ကိုကြိုက်တဲ့ device ပေါ့နော်အဲ့ကောင်ကိုတစ်ချက်နှိပ်ပြီးလို့ရှိရင်ဒီမှာမိတ်ဆွေတို့ niche ကိုနှိပ်ပေးရမယ်နော်niche ကိုနှိပ်ပေးရမယ် niche ကိုနှိပ်ပြီးရင်မိတ်ဆွေတို့ဒီမှာကြည့်လိုက်နော်ဒီမှာကျွန်တော်တို့recommended မှာဘာရှိလဲဆိုလို့ရှိရင်ဒီထဲကနေပြီးတော့မှမိတ်ဆွေတစ်ခု download ဆွဲပေးရမယ်ဒါဆိုလို့ရှိရင်ဒီမှာအပေါ်က Android 11ပေါ့နော်ဒါဆိုလို့ရှိရင်ဒီအောက်ကကောင်ဆိုလို့ရှိရင်တော့ဒါ Android 10အတွက်ပေါ့ဒါဆိုကျွန်တော်ဒီအောက်ကနော်ဒီကျူလေးကိုပဲကျွန်တော်ဒီမှာတစ်ချက်နော်နှိပ်လိုက်မယ် download လုပ်နေပြီဒီ download လုပ်တဲ့အဆင့်ကမိတ်ဆွေတို့ကြားတယ်နော်ဒါကြောင့်ကျွန်တော်ဒီမှာခဏနော်တစ်ချက်ဘာလုပ်လိုက်မလဲဆိုလို့ရှိရင်record ကိုရက်ထားလိုက်ပဲဒီမှာတွေ့လား 1.1 gig တဲ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ finish ဆိုပြီးပြီးသွားပြီနော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီမှာရပြီနော်ကျူဟုတ်ပြီနော်ဒီ Android 11အတွက်ကျွန်တော်အရင်တော့က version မှာပေါ့download လုပ်ထားတာเนาะဒါကြောင့်မို့လို့အခုကျွန်တော်ဒီမှာကျူနဲ့မိတ်ဆွေတို့ဆန်းပြတာအဲ့တော့ကျူပေါ့เนาะဒီတနည်းအားဖြင့်ပြောလို့ရှိရင် Android 10ပေါ့เนาะအဲ့ဒီကောင်နဲ့ပြီးမှကျွန်တော်တို့ကဘာလုပ်မလဲဆို niche ကိုတစ်ချက်နှိပ်မယ်เนาะAndroid ရဲ့ name ကိုတော့ကျွန်တော်ဒီတိုင်းပဲပေးထားလိုက်မယ်เนาะ okay ပြီးတဲ့အခါမှာကျွန်တော်ဒီမှာ finish ကိုတစ်ချက်နှိပ်မယ် okay ဒါဆိုလို့ရှိရင်တော့ရပြီเนาะရပြီဆိုတော့ဒီကောင်လေးကိုကျွန်တော်ကဘာလုပ်မလဲဆိုရင်တစ်ချက်နှိပ်လိုက်မယ်เนาะ okay တစ်ချက်နှိပ်တဲ့အခါမှာ तू ကဘာလုပ်မလဲဆိုအဲ့ကောင်လေးကိုစပြီးတော့ဖွင့်သွားလိမ့်မယ်เนาะဒီကောင်လေးကိုကျွန်တော်တစ်ချက် okay ဒီမှာဒီပုံစံလေးเนาะဒီပုံစံလေးရပြီပေါ့ okay ဒါဆိုဒီမှာ Android ကပွင့်နေပြီเนาะ okay ရပြီဒါဆိုရင်တော့ तू ကဒီမှာလာပြီးတော့ပွင့်နေပြီပေါ့ဟုတ်ပြီเนาะဒါဆိုမိတ်ဆွေတို့ကဘာလုပ်မလဲဆိုမိတ်ဆွေတို့ရဲ့ VS code ကိုတွားလိုက်ပါเนาะ okay တွားပြီးတော့ဘာလုပ်မလဲဆိုအဲ့ဒီ device ရွေးတဲ့နေရာလေးကိုတစ်ချက်ထောက်လိုက်เนาะတစ်ချက်ထောက်လိုက်တဲ့အချိန်မှာမိတ်ဆွေတို့အဲ့ဒီเนาะအခုဒီမှာတွေ့လား Galaxy ဆိုပြီးပေါ်လာပြီเนาะခုနကကျွန်တော် install လုပ်လိုက်တဲ့ကောင်လေးเนาะ okay အဲ့တော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะပြောင်းမသွားသေးဘူးเนาะအဲ့တော့ကျွန်တော်ဒီကောင်တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ဒီကောင်တစ်ချက်ထပ်နှိပ်မယ် okay ဒါဆိုရင်တော့ဒီမှာပြောင်းသွားပြီเนาะကျွန်တော်တို့ရဲ့ဒီမှာ device က Galaxy ဖြစ်သွားပြီเนาะဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့ run နဲ့ကနေပြီးတော့မှ run without device နဲ့တွားပြီးတော့เนาะဖွင့်လိုက်ဖွင့်တဲ့အချိန်မှာကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်သူကအဲ့ဒီကောင်နဲ့ကျွန်တော်တို့လာပြီးတော့ run ပေးလိမ့်မယ်အဲ့တော့ကျွန်တော်ဒီကနေပြီးတော့ဒါလေးကိုတစ်ချက်ဆောင်းမယ်เนาะ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ
ကျွန်တော်ဒီ test bar လေးเนาะဒီမှာကျွန်တော်တို့ကဖုန်းပုံစံလေးတွေ့လားဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်เนาะဒါဆိုရင်တော့ရပြီဒါဆို Flutter application ကိုကျွန်တော်တို့ထဲမှာဒီမှာလာပြီးတော့ပေါ်နေပြီပေါ့เนาะ Okay ဒါတော့ကျွန်တော်တို့ဒီ Android Studio သုံးပြီးတော့เนาะကျွန်တော်တို့ဒီ Flutter application run တဲ့ပုံစံဖြစ်တယ်ဒီတော့ပထမဦးဆုံးပေါ့ Mixer တော့ဘာလုပ်ရမလဲဆိုရင်ဒီ Mixer ရဲ့ဒီ app folder ထဲမှာเนาะ app folder ဆို Mixer ရဲ့ဒီ folder structure ပေါ့เนาะနောက်ကျွန်တော် root เนาะ Mixer ဒီ root folder လို့ပြောလို့ရှိရင်ဒီ Mixer ဒီ project ကိုပြောတာเนาะဒီ first app ဆိုရင်ကျွန်တော်ဒီ first app ကိုကျွန်တော်က root folder လို့ပြောမှာဟုတ်ပြီเนาะအဲ့ဒီထဲမှာ Mixer ဘာရှိလဲဆိုလို့ရှိရင်ဒီမှာ analysis option.yaml ဆိုပြီးရှိရယ်เนาะအဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ဟုတ်ပြီပြီးတဲ့အခါမှာကျွန်တော်တို့ကဒီကောင်လေးเนาะဒီမှာ package flutter နောက်ပြီးတော့လို့ရှိရင်ဗာလေ list flutter.yaml ဆိုပြီးရှိတယ်เนาะဒီကောင်လေးကို comment ခံခဲ့လိုက်เนาะ Mixer တို့ဒီတိုင်းလေးကန်ခဲ့လိုက်ပြီးရင် save လိုက်ဟုတ်ပြီ